အရင်တစ်ဖြစ်ပင်ဆိုတာဘယ်လိုဟာကိုခေါ်တာလဲအရင်တစ်ဖြစ်ပင်ကတကယ်တော့ကျွန်တော်တို့စစ်ပင်မျိုးစိတ်တစ်ခုဖြစ်ပါတယ်19ရာစုနှောင်းပိုင်းတုန်းကဥရောပတိုက်မှာရှိတဲ့စစ်ပင်တွေဟာမြေအောက်ကပ္ပပိုးရဲ့တံကိုအလူလဲခံခဲ့ထားရပါတယ်ဒါကြောင့်မို့စစ်ပင်တွေကပျက်စီးကုန်ပါတယ်အဲ့ဒါနဲ့စိုက်ပျိုးရေးသစ်ပင်ပညာရှင်တွေကရာသီဥတုထံယောဂတန်နဲ့ဥမားတွေရဲ့တံကိုပို့ပြီးတော့ခံနိုင်တဲ့မျိုးစိတ်တစ်ခုကိုဖန်တီးခဲ့ကြတယ်။အဲ့ဒီမျိုးစိတ်က Rootstock လို့ခေါ်တဲ့ဒီအရန်စစ်ပင်မျိုးစိတ်ဖြစ်ပါတယ်။ဒီအရန်စစ်ပင်ကအသီးမသီးပါဘူး။သူ့ရဲ့အဓိကတာဝန်ကကြတော့ကျွန်တော်တို့ဂိုင်းဆက်ပြီးကူထားတဲ့အပင်ကိုရာသီဥတုထံနဲ့ယောဂတန်တွေနဲ့ပိုးမွားတွေရဲ့တံအစာအာဟာရတွေကိုပြည့်ပြည့်ဝဝပေးဖို့ရတဲ့ပဲဖန်တီးခဲ့ကြဖြစ်ပါတယ်။ဒါကြောင့်မို့အရန်စစ်ပင်တွေကဒီလိုပန်းတွေပွင့်လာအောင်တောင်မှအသီးမသီးပါဘူး။လူတွေတော်တော်များများထင်နေကြကအရင်စစ်ဖြစ်ကအစိကနေစိုက်လို့အရင်စစ်ဖြစ်လားဘာကြောင့်အရင်စစ်ဖြစ်လို့ခေါ်တာလဲဆိုတဲ့အမေကွန်းကိုသိကျင်ကြပါတယ်အရင်စစ်ဖြစ်ကကြတော့သူလှုပ်ဆောင်ပေးရမယ့်အဓိကတာဝန်ကကျွန်တော်တို့သူ့ရဲ့စစ်ဖြစ်ပင်စီကိုဂိုင်းဆက်ပြီးကူထားတဲ့တခြားမျိုးစိတ်ကိုအာဟာရဓာတ်တွေများများဆဆနဲ့ပို့ပေးနိုင်ရမယ်။ဂျာတိဥဒ္ဒန်တွေကိုပို့ပြီးတော့သူကခံနိုင်ရမယ်။ပိုးမွားရဲ့ဓာတ်ကိုပို့ပြီးတော့ခံနိုင်ရမယ်။ဒီလိုမျိုးပဲသူ့ရဲ့တာဝန်ကရှိတာပါ။အရင်စစ်ဖြစ်ကိုဂိုင်းကူးပြီးတော့ထွက်လာတဲ့စစ်ဖြစ်ရဲ့ quality ကဒါကြောင့်မို့လဲပို့ပြီးတော့ကောင်းတဲ့ data မျိုးကိုကျွန်တော်တို့တွေ့ရှိရပါတယ်။အစိကနေစိုက်လို့လဲအရင်စစ်ဖြစ်လို့ခေါ်တာမဟုတ်ပါဘူး။ကျွန်တော်တို့တချို့ကမေးကြပါသေးတယ်အစိကနေဒီဖြစ်ပြီးစိုက်လို့ရှင်မရဘူးလားပေါ့။အစိကနေစိုက်မယ်ဆိုလို့ရှင်လည်းစစ်ဖြစ်ပင်ကစိုက်လို့ရပါတယ်။ဒါပေမဲ့လို့သူကအပြီးပြီးဖို့ရအတွက်တော့2နှစ်လောက်1နှစ်ခွဲလောက်အထိကြာပါတယ်။ကျွန်တော်တို့အရင်စစ်ဖြစ်ပင်ကနေပြီးတော့ဂိုင်းကူပြီးစိုက်မယ်ဆိုလို့ရှင်တော့ဒီ6လ9လလောက်မှာပဲအသီးသီးနေတာကိုတွေ့ရပါတယ်။ဒီတော့အရင်စစ်ဖြစ်ပင်ဆိုတာဘာလဲဆိုတာမိတ်ဆွေတို့နားလည်သွားကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ကျွန်တော်တို့စစ်ဖြစ်ပါကနေပြီးတော့ကျွန်တော်တို့ site ပြိုးထုတ်လုပ်နေတဲ့ spirit တွေဘလို့လို့ဆောင်ရလဲဆိုတာကိုကျွန်တော်တို့ဒီလောက်ပြန်ပြီးတော့ညှဝေပေးနေတာဖြစ်ပါတယ်။ဒါကြောင့်မို့မိတ်ဆွေက spirit site ပြိုးနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့စစ်ဖြစ်ပါကို follow လုပ်ပေးခဲ့ဖို့တောင်းဆိုလိုက်ပါတယ်။နောက်ထပ်သိချင်တာတွေရှိရဆိုလို့ရှိရင်လည်းကျွန်တော်တို့စစ်ဖြစ်ပါကိုမေးလို့ရပါတယ်ခင်ဗျာ။ဒီမေးခွန်းလေးအတွက်လည်းကျွန်တော်တို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။